ဘာအကြီးဆုံးဖျားကြီးကိုပူးမြော်ရန်အတွက်တောင်ပေါ်တက်ရမှာကရှေ့မှာမြင်နေရတဲ့ကားလေးတွေကတော့တောင်ပေါ်တက်မဲ့ကားလေးတွေကရှိတယ်အခုလက်မှတ်ယုံသွားပြီးအသွားပြန်လက်မှတ်ထည့်ရပါတယ်နော်သွားတစ်ထောင်ပြန်တစ်ထောင်ပါရှင်လက်မှတ်ထည့်ပြီးဆိုတာကားလေးတွေချင်းကပါတယ်တောင်ပေါ်တက်တဲ့လမ်းလေးတစ်ချောင်းတော့ရှင်းနေတာပဲตาယာနေတယ်။အော်ဖះကြီးကိုရောက်ရှိလို့လာခဲ့ပါပြီနော်။ဖះကြီးကအလွန်တက်ပယ်စရာကောင်းပါတယ်ရှင်။ဖះကြီးရဲ့အောက်ဟိုပါပေါ့နော်။အောက်ထဲမှာရှိတယ်ဝင်းထဲကိုတော့ဥမျော်ရန်အတွက်ဝင်လာခဲ့ပါပြီ။အများသူငါဥမျော်လို့ရအောင်လို့မျှဝေပေးတာပါရှင်။ကိုစိတ်နှပြကျဲမာချမ်းသာစွာဖြင့်နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ